တရားမောင်ကြီးကြားသောနေများတွင်ယေရှုရှင်မျက်နာတော်မမြင်မောင်ဝဲထားတော်လေကိုရောရှင်ရှိသည်လက်တော်ဖြင့်တို့ရင်ဖြင့်တည်ရှင်ဖယားလက်ပြတော်မြတ်နေကျွန်တော်ဒီလက်ကိုတို့ရင်ဖြင့်ဆုံးလန်းရနေမှာကိုရောရှင်လက်ကိုအားကျွန်တော်အားပေးခါတရံလမ်းမှာမောပန်းခြင်းရှိလောကီလာကိုတပန်းရှောက်ခြင်းဘောပကလေကိုရောဆွဲပြီးတော့လမ်းမှန်လို့ပြန်လျှောက်ဖို့တွေးခေါ်ရှင်ဖယားလက်ပြတော်အမြတ်နေကျွန်တော်လက်ကိုတော့ခြင်းဖြင့်သုံးလန်းရနေမှာကိုရောရှင်လက်တီကိုအားကျွန်တော်အားပေးတော့ရောက်မမြင်နိုင်တော့ခါကိုရောရှင်အလိုပဲဝန်ချလက်တော်ဖြင့်တိုးလင်းယုံကြည်ရင်ဖြစ်လာထိုခါမှာဝန်တာရှင်လမ်းရရှင်ဖယားလက်ပြတော်မြတ်နေကျွန်တော်ဤလက်ကိုတို့ရင်ဖြင့်ဆုံးလန်းရနေမှာကိုရောရှင်လက်ဒီကိုအားကိုကျွန်တော်အားပေးသည်မင်းတဲ့ကိုရောက်သေးချိန်นี้လောကကျွန်တော်ဒီတရားဒီရှိမီဒီရင်မြစ်ကိုကူတော့ခါလက်တော်ဖြင့်ကိုရောပို့ဆောင်မီရှင်ဖယားလက်ပြတော်မြတ်နေကျွန်တော်လက်ကိုတို့ခြင်းဖြင့်ဆုံးတန်ရနေမှာကိုရောရှင်လက်ပြီးအားကျွန်တော်အားပေးဆုံးလန်းရနေမှာကိုရောရှင်လက်